I'm going to stir fry ground meat with veggies. ဒီမှာဒီလိုအသားကြိတ်ထားတာလေးတွေလာပါတယ်။သူကတိုးသားပါဒီမှာစိတ်သားရှာတော့စိတ်သားတော့ရှိဘူး။ I'm going to marinate it first. Salt စားရင်ထည့်ပါတယ်။ပြီးတော့ this is paprika ရောင်တင်မုန်ကလေးထည့်ပါတယ်။ This is lemon juice တမြိုင်ညှစ်ထားတာလေးထည့်ပါတယ်။ပြီးတော့ this is coriander powder နည်းနည်းမုန်ကလေးထည့်ပါတယ်။ပြီးတော့ this is cumin powder ဇီယာစေးမုန်ကလေးပါ this is masala မုန်နေအကုန်လုံးထည့်ပါတယ်။ပြီးတော့ this is garlic paste ကျက်သွန်မြူကြိတ်ထားတာလေးထည့်တယ် and ginger paste ဂျင်းကြိတ်ထားတာလေးထည့်တယ်ပြီးရင်အားလုံးကိုရောပြီးတော့နေရုံပါပဲနေပြီးတော့15မိနစ်လောက်နှက်ထားရုံပါပဲ After they mix it together and leave it for 15 minutes ပြီးတော့အသီးနဲ့အတွက်ကကျက်သွန်နီလေးနဲ့ငရုတ်ပွားလေးကိုပဲသုံးထားတာပါ Just only 2 onions and 1 capsicum အိုးရဲကိုစီလေးနည်းနည်းထည့်ပါတယ်ပြီးရင်အသားလေးတွေကိုအရင်ကြော်ရတယ်အစောကနှက်ထားတဲ့သားလေးတွေသူကခဏပဲကြော်ရတယ်အကြာကြီးကြော်စရာမလိုဘူးဒါကြော်လို့ရှိရင်အောက်ပိုင်းလေးတွေချက်ပြီးကျွန်းသွားပြီဆိုမှဟိုဘက်ကိုလှန်ပါမယ်လှန်ပြီးတော့မှအကုန်လုံးကိုခြေလိုက်ပါမယ်4-5 မိနစ်လောက်ပဲကြော်ရတယ်ဟုတ်တယ်ပြီးတော့အသားလေးတွေကိုချက်ပြီးလာလို့မြည်ကြည့်ပါမယ်အရသာအကုန်နေထားပြီးသားဆိုတော့အရသာသားထဲမှာဝင်နေပါပြီအသားကြော်တာချက်ပြီးဆိုရင်အသားတွေကိုဖယ်ထားလိုက်ပါမယ်ဖယ်ထားပြီးတော့ကြံခဲ့တဲ့စီအိုတွေကိုအရောင်တင်မှုန့်ထည့်ပါမယ် I'm going to fry the onions first ကျက်သွန်နီထည့်ကြော်ပါမယ်ကျက်သွန်နီကြော်တဲ့ဗီဒီယိုနဲ့အသားထည့်တဲ့ဗီဒီယိုကဘယ်ရောက်သွားအဲ့တော့အသားထည့်ပြီးသားဖြစ်သွားပါပြီပြီးတော့မှငရုတ်ပွားတယ်ငရုတ်ပွားလေးတွေထည့်ပါတယ်အားလုံးကိုရောငွေလိုက်ရုံပါပဲငရုတ်ပွားလေးတွေချက်ပြီးဆိုလို့ရှိရင်တော့သူကချက်ပါပြီအရသာနည်းနည်းမြည်ကြည့်တော့စားလို့နေရာနဲ့စားလေးထည့်ပါတယ်ပြီးလို့ရှိရင်6ကန်ဒီမှာနည်းနည်းမင်းဒါကတော့မထည့်လည်းရပါတယ် This is optional and that's it it's done easy and delicious I like it though oh this is the sunset that I saw yesterday look at that how beautiful it is I hope you have a great day though bye bye everyone